လူတရားလူမဖြစ်ဖို့ PSG ကိုအနိုင်ခံရမယ်စီတူလွင်အားလုံးပဲမင်္ဂလာပါ KGN YouTube Channel နဲ့ကြိုဆိုပါရစေဒီနေ့ညမြန်မာစံတော်ချိန်တနာရီခွဲအချိန်မှာကစားကြမယ်စီတူလွင်နဲ့ဒေါသချဲပေါတို့ရဲ့ပွဲကြိုသုံးသက်ချက်နောက်တာပါ PSG အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ပထမကြောင့်အာဆင်နယ်အသင်းရဲ့အိမ်ပွဲမှာတော့ PSG တို့က0-0နဲ့အနိုင်ရထားတာပါအခုတော့ပဲရစ်မြေမှာအာဆင်နယ်တို့ရင်ဆိုင်ကစားရတော့မှာပါပထမအကြောက်ကိုအခြေခံရရင်အာဆင်နယ်တို့အနေနဲ့ PSG ရဲ့ကွင်းလေကိုမရှင်နိုင်တာတွေ့ရပါတယ်ဒါကလည်းသောမတ်ပါတီမပါဝင်နိုင်တာကြောင့်လည်းဖြစ်ပါတယ်ဒီနေ့ပွဲမှာတော့ပါဝင်နိုင်မယ်ထင်ပါတယ်ဒီညပွဲမှာတော့အာဆင်နယ်တို့ကတိုက်စစ်ဖွင့်ကစားရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ပထမအကြောက်ကိုရှုံးတော့တာကြောင့်ပါခံစစ်ပိတ်ကစားပြီးတံပြန်ကောင်တာနဲ့ကစားမယ်ဆိုလွယ်မယ်မထင်ပါဘူးPSG ကွင်းလေအားထိန်းချုပ်ကစားနိုင်စွမ်းကောင်းလို့ပါအိမ်ကွင်းပိတ်သက်အားလည်းရှိသေးတာကြောင့်အာဆင်နယ်တို့လည်းကူမယ်မထင်ပါဘူး PSG တို့ပဲဘောလုံးပွဲတက်သွားလိမ့်မယ်လို့မြင်မိပါတယ်โอเคပါကျွန်တော်ရဲ့ channel ကိုကြည့်နေတဲ့ဆိုရင်တော့ subscribe နှိပ်ပြီးချင်းအားပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ